နေ့စဉ်မြင်နေကြအရာတစ်ခုကလေကမ္ဘာသမိုင်းကိုတော့ပြောင်းပြန်လာနိုင်ခဲ့တယ်ဆိုရင်အံ့ဩသွားမလားဟုတ်ပါတယ်ဒီနေ့ကျွန်တော်တို့ပြောမယ့်အကြောင်းကအဲ့လောက်ထိကိုစိတ်ဝင်စားစရာကောင်းတဲ့ဇာတ်လမ်းတစ်ပုဒ်အကြောင်းပါပဲ ကဘာပေါ်မှာလေဆေးလက်တောက်တဲ့သူဘယ်လောက်ရှိမယ်ထင်လဲတက်မဘီလီယံကျော်တောင်ရှိနေတာပါဟုတ်ပါတယ်ဘီလီယံနော်ဒီလောက်ကြီးမားတဲ့ကင်းကနန်းကြီးကဒီအကြောင်းအရာဟာကျွန်တော်တို့ခေတ်နဲ့ဘယ်လောက်တောင်ပတ်သက်နေလဲဆိုတာကိုတက်သေးပြနေတာပါပဲဒါပေမဲ့အထက်ကမေခွန်းကတာပဲတာမန်အပြင်လေးတပင်ကနေဘလို့လုတ်ပြီးကဘာကြီးတစ်ခုလုံးကိုဒီလောက်လမ်းမနိုင်သွားရတာလေအဲ့ဒီအဖြေကိုတီးဖို့အတွက်ကျွန်တော်တို့အတိတ်ကိုခီးရောက်မြန်သွားကြည့်ကြရအောင်ကဲကျွန်တော်ရဲ့ဇာတ်လမ်းကိုရှေးကျိုးလုံးအကျဉ်းနေနဲ့ဆက်လိုက်ကြရအောင်အဲ့ဒီတော့ကလေဆေးရွက်ကြီးကိုအခုမြင်နေရတယ်လို့မျိုးနေတိုင်းထုံးတဲ့အရာတစ်ခုအနေနဲ့ဘယ်သူမှမမြင်ခဲ့ကြဘူးလုံးဝကိုကွဲပြားတဲ့အမြင်ကွဲပြားတဲ့တန်ဖိုးထားမှုမျိုးရှိခဲ့ပါတယ်ပထမဆုံးအနေနဲ့ဆေးရွက်ကြီးဆိုတာဘာလဲဆိုတာကိုအရင်ဆုံးသဘောပေါက်အောင်လုပ်ရအောင်သူကအမေရိကတိုက်မှာသူ့အလိုလိုတဘာဝအတိုင်းပေါက်တဲ့နီကိုတီယာနာမျိုးရင်းဝင်အပန်တစ်မျိုးပါပဲဆိုလိုတာကအခုခေတ်မှာတွေ့နေရတဲ့ secret တို့စီးပင်းလိတ်တို့လို့ထုတ်လုပ်ထားတာမဟုတ်ပဲတဘာဝအပန်စစ်ကိုဆိုလိုတာပါနှစ်ထောင်ပေါင်းများစွာတောင်ကြအောင်လေဆေးရွက်ကြီးကိုအခုလိုမျိုးပေါ့ပြက်သုံးခဲ့ကြတာမဟုတ်ဘူးနော်သူကဘယ်လိုနေရာတွေမှာသုံးလဲဆိုတော့နဖျားတွေနဲ့ဆက်သွယ်ဖို့တို့အေးကြီးတဲ့ဒလေးထုံတဲ့အခန်းနားတွေမှာသုံးဖို့တို့နောက်ပြီးဆေးဝါးအနေနဲ့ကုတာဖို့အဆုံးစွန်ဒီပြောရရင်ငင်းချမ်းရေးစားချုပ်တီချုပ်တဲ့ခါမှာတော့သစ္စာဆောင်တီကြောင်ပြတဲ့အနေနဲ့အလေးတမြတ်သုံးဆွဲခဲ့ကြတာပါအဲ့ဒီနောက်မှာတော့တမိုင်းရဲ့အချောကွေးကြီးတစ်ခုကိုရောက်လာခဲ့တယ်အဲ့လာကတော့ဆေးရွက်ကြီးကသူ့ရဲ့မွေးရမီအမေရိကတိုက်ကနေထွက်ပြီးတကဘာလုံးကိုပတ်ဖို့ခရီးထပ်ဖို့ခဲ့တဲ့အချိန်မှာပဲဒီ timeline ကိုကြည့်လိုက်ရင်သူ့ရဲ့ခရီးကဘယ်လောက်မြင်လဲဆိုတာတွေ့ရပါလိမ့်မယ်1490နှစ်မှာကိုလမ်ဘတ်စ်ကအမေရိကန်တိုင်းမှာဆေးရွက်တွေကိုပထမဆုံးအကြိမ်စတွေ့တယ်အဲ့ဒီကနေ1560ရောက်တော့ယန်နီကိုဆိုတဲ့လူကပြင်းသက်ဖြစ်နန်းတော်ကိုဒါဆေးတစ်မျိုးပါဆိုပြီးမိတ်ဆက်ပေးလိုက်တယ်အဲ့ဒီနောက်ပိုင်း1600ပြည့်နှစ်တည်းလောက်မှာတော့ဥရောပအာရှအာဖရိကတိုက်ကြီးတွေအထိကိုမီးလောင်တယ်လို့ပြန့်သွားတော့တာပါပဲဒီဇလန်မှာအဓိကစကုံတယောက်ကိုခြံထားလို့မရဘူးအဲ့ဒါကတော့ဂျီနစ်ကိုပါပဲသူကပြင်းသက်တာမှတ်တယောက်သူလုပ်ခဲ့တာကဘာလဲဆိုတော့ဆေးရဲကြီးကိုယောဂမှန်သမျှပျောက်ကင်းစေနိုင်တဲ့အစွမ်းထက်ဆေးဆိုပြီးဥရောပမှာဟိုးလေးတကြောဖြစ်အောင်လုပ်ခဲ့တဲ့သူပေါ့အခုပြောမယ့်အချက်ကတကယ်ကိုစိတ်ဝင်စားဖို့ကောင်းတယ်ဆေးလက်ကိုဆွဲစေတဲ့အတိကတက်ပစ္စည်းနီကိုတင်းဆိုတဲ့နာမည်ကလေတခြားဘယ်ကမှလာတာမဟုတ်ဘူးအစောကပြောခဲ့တဲ့ဂျွန်နီကောရဲ့နာမည်ကိုဂုံပြုတ်ပြီးပေးထားတာပါဒါကတမိုင်းနဲ့တိပြန်ပညာကြားကဘရောမမေးလို့မရနိုင်တဲ့ဆက်နွယ်မှုတစ်ခုပဲဗျာကဲဇလန်ကဒီမှာတင်မပြီးသေးဘူးနောက်ထပ်ကြီးမားတဲ့အကြောင်းလဲတစ်ခုကိုဆက်ကြည့်ကြအောင်ဆိုဒီတစ်ခါတော့နီးကျညာကဝင်လာပြီးကျွန်တော်တို့အခုတီးကြတဲ့ secret ဆိုတာကိုဘယ်လိုမွေးဖွားပေးခဲ့လဲဆိုတဲ့အပိုင်းပေါ့ဒီပြောင်းလဲမှုကဘလောက်တောင်ကြီးမားလဲဆိုတာစဉ်းစားတာကြည့်1880ပြည့်နေမတိုင်ရဆိုကျွမ်းကျင်လုံသားတယောက်ကဒီမိနစ်ကို secret ၄လိပ်ပဲလက်နဲ့လိမ့်နိုင်ခဲ့တာဒါပေမဲ့ James Bonsett က1880တင်မှာ7လုံးကိုတီထွန်လိုက်တဲ့အဲ့ဒီဆက်ကလည်းဒီမိနစ်တည်းမှာအလိမ့်နေရာထိထုံနိုင်ခဲ့တယ်၄လစ်ကနေအလိမ့်နေရာဒါကတော်လန်ရေးတစ်ခုလိုပါပဲဆိုတော့ရလက်ကဘာဖြစ်သွားလဲရှင်းလေးပဲ cigarette ကြီးကဈေးပေါ်သွားတဲ့နေရာတိုင်းမှာအလွယ်တကူဝယ်လို့ရလာတယ်ပေါ်များလာတယ်အရင်ကဇင်းခံပစ္စည်းတစ်ခုကနေလူတိုင်းသုံးနိုင်တဲ့တာမန်ကုန်ပစ္စည်းတစ်ခုဖြစ်လုံးဝကိုပြောင်းလဲသွားတော့တာပဲဒီလိုနဲ့ပဲကျွန်တော်တို့ဇလန်ရဲ့ညီကုန်းပိုင်းကိုရောက်လာပါပြီဆိုတော့ဒီဆေးရွက်ကြီးရဲ့ခရီးရှည်ကြီးကိုပြန်ခြုံငုံပြီးကြည့်လိုက်ရအောင်မြက်တဲ့အပင်တပင်အဖြစ်ခနဲ့စက်မှုလုပ်ငန်းကြီးရဲ့ထုတ်ကုန်တစ်ခုဖြစ်လာတဲ့အထီးပေါ့ဒီစကားတဲ့ခုံကအရာအားလုံးကိုအကောင်းဆုံးအနှစ်ချုပ်ပြနေပါတယ်။နက်ဖျားအနေနဲ့ဆက်သွယ်ဖို့တုံးခဲ့တဲ့မြက်တဲ့အပင်ပွားနေဘီလီယံပေါင်းများစွာတန်တဲ့လုပ်ငန်းကြီးကိုမောင်းနေတဲ့ကပါလုံးဆိုင်ရာကုန်ပစ္စည်းတစ်ခုအဖြစ်တော့ခရီတကယ်ပဲရာစုနှစ်တင်နဲ့ချီပြီးဆေးရွက်ကြီးကဘလောက်တောင်ကြီးမားတဲ့အသွင်ပြောင်းလဲမှုကိုဖျက်ဆီးခဲ့ရလဲဆိုတာကိုဒီစကားကဖော်ပြနေတယ်အဆုံးသက်အနေနဲ့စဉ်းစားစရာလေးတစ်ခုထားခဲ့ခြင်းပါတယ်ကျွန်တော်တို့နေ့စဉ်ဘဝမှာတုံးဆွဲနေတဲ့တခြားຢာတွေရဲ့နောက်ွယ်မှာတော့ဒီလိုမျိုး NO ဆရာကောင်းတဲ့သမိုင်းစလိုင်းတဲ့ဘလောက်များဖုံးကွယ်နေတယ်မလဲနောက်တစ်ခါကော်ဖီတစ်ခက်တောက်ဖြစ်တဲ့အခါဖြစ်ချောကလက်တုံးစားဖြစ်တဲ့အခါဖြစ်အဲ့ဒီຢာတွေရဲ့ချီးရှည်ကြီးကိုလည်းတတိယမိကြမှာအသေးချပါပဲ